အားလုံးမင်္ဂလာပါခင်ဗျာဒီနေ့တော့ဘန်ကောက်မြို့ရဲ့အရန်လာပါတဲ့နေရာတစ်ခုစီကိုခေါ်ဆောင်ပေးပါမယ်ဒီနေရာက BTS လက်ဘရောင်းကိန်းနဲ့ညီးတဲ့ trainer market လို့လူသိများတဲ့ Job Fair Dynamic ရဲတိုက်ကြီးစီကိုတွားရောက်ခဲ့တာပဲဖြစ်ပါတယ်ခင်ဗျာဖွင့်ချိန်ကတော့ညနေ4 နာရီခွဲဆိုဖွင့်ပါတယ်ဝင်ကြီးတော့မရှိပါဘူးခင်ဗျာမိုးပြည့်ရထား BTS စီးသူတွေအတွက်တော့လက်ဘရောင်းကိန်းမှာဆင်းပြီးလမ်း9မိနစ်လောက်ရှောင်ရင်ရောက်ပါတယ်ခင်ဗျာတပွဲ20ဘက်နဲ့အထောင်မျိုးစုရတဲ့ဆိုင်တွေလည်းရှိပါတယ်။ view ကောင်းတဲ့နေရာတစ်ခုဖြစ်တဲ့အတွက်ဓာတ်ပုံရိုက်ချင်သူများအတွက်တော့အရန်ကောင်းတဲ့နေရာတစ်ခုပါ။ဒါအပြင်အထည်ဆိုင်၊အိတ်ဆိုင်၊ဖနက်ဆိုင်၊စားတောက်ဆိုင်နဲ့အခြားလူသုံးကုန်ပစ္စည်းမျိုးစုံဆိုင်တွေလည်းရှိပါတယ်။ဘီယာတောက်ချင်သူများအတွက်လည်းဘီယာဆိုင်တွေလည်းရှိပါတယ်ခင်ဗျာ။ညဘက်ဆိုရင်တော့အမ်ပလက်တီဂီတာဝိုင်းတွေလည်းရှိပါတယ်။ရဲဟက်တယ်စီးလို့ရတယ်လို့တိုက်ကားတွေလည်းစီးလို့ရပါတယ်ခင်ဗျာကျွန်တော်ဘလော့တွေကြည့်ပြီးဝေဖန်အကြံပြုချင်ကြများရှိရင်တော့ comment ထဲမှာဝေဖန်အကြံပြုရေးသားနိုင်ပါတယ်ခင်ဗျာကြည့်ရှုပြီးတဲ့တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ